baby ဒီနေ့ကိုကိုအတွက် special ဟင်းလေးရပါတယ် ဒီမှာ Spanish ကြော်မယ် Spanish ကတခါမှတော့မကြော်ဘူးဒီနေ့မှမနေ့ကမှရလို့ဝယ်တာကြော်ကြည့်မယ်ပေါ့ ဟုတ်ပြီပြီးတော့ခမ်းပါလေမစားတော့မစားဘူး Spanish ကစားကြည့်အောင်ကျမကြီးကြော်ကောင်းပြီပဇွန်အဆက်ကြော်မယ်ဟုတ်ပြီ okay ဟုတ်ပြီ Spanish ကိုစက်တုံဖြူလေးနဲ့ကြော်မှာဖြစ်ပါတယ် okay ဟုတ်ပြီမီးဘူးလေးပေးပြီးတော့မစီလေးတော့ထည့်နေပြီဖိုက်ရတော့စနေပြီပဇွန်ကတော့မွေးနေတာဘုရားကတော့ Spanish ကြော်ဖို့အတွက်စက်တုံးချူလေးကိုအရင်ဆုံးစီတက်နေတဲ့ပုံမျိုးပေါ့နော်တော့အခါမှာတော့မစားဘူးဒီနေ့စပြီးတော့ Spanish ဒီရက်ကိုတော့စာပြီးတော့နီးမှာပဲเนาะအိန္ဒိယရောက်လာပြီးတော့လေဒီမှာကအရွက်တွေကတော့မြန်မာပြည်နဲ့တော့မတူဘူးအိန္ဒိယတွေကတော့အရင်တော့ဒီမှာရှားတယ်မြန်မာပြည်တော့ဆိုင်တယ်အဲ့လိုမျိုးဒါတွေ့တဲ့အရွက်လေးကိုတော့ဝယ်လာတယ်ဒီလိုဆေးဘက်ဝင်နေလို့တော့ပြောတယ်ဒီနေ့ကတော့စားကြည့်ရမှာပေါ့ပုံစံလေးကတော့ကိုစုံရက်လေးနဲ့တော့ဆက်ဆက်နေဒါတော့အမြဲဘလောက်အလုပ်ရှုပ်ပေါ့နော်ဘလောက်ဟိုအတန်းနေလဲဘလောက်ရှိနေကျွန်တော်တို့တော့နေ့လေသာညသာဘရောဖြစ်ဖြစ်အပင်ပန်းခံပြီးချက်ပြီးတယ်ကျွန်တော်ရဲ့အင်ရှင်မကြီးပေါ့နော်